မင်္ဂလာပါမနေ့က episode 1ဆိုတော့ကျွန်တော်တို့ဒီနေ့ episode 2ပေါ့နော် episode 2မှာကျွန်တော်ဗာဆက်ပြပေးရှင်လဲမနေ့က episode 1မှာကျွန်တော်တို့ rotate ที่ကျွန်တော်ပြီးတော့ခဲ့တယ်နော်ဆိုတော့ဒီနေ့ဘယ်ကနေစမလဲဆိုတော့ကျွန်တော် scale တော့ဘာကိုပြောတာလဲဆိုတော့ကျွန်တော် object ကိုကျွန်တော်ဆွဲလိုက်မယ်ပြီးရင် scale ကိုတစ်ချက်နှိပ်ပြီးတောက်ကြည့်ကျွန်တော် scale ကိုအလွတ်တန်လိုတလို့ရှုံးလို့ရတယ်ရှယ်လို့ရတယ်ဒီတဘောပဲတော်ရုံဆိုရင်တော့ကျွန်တော်တို့တိတ်မတုံးဖြစ်ဘူးတော့တိတ်မတုံးဖြစ်ဘူးပေါ့နော်ဒီ function tool လေးဆိုတော့ scale တော့ကျွန်တော်အများကြီးတိတ်ပြောစရာမရှိဘူးနောက်တစ်ခုကပိတ် B ကိုဒီကောင်ဘယ်နေရာမှာသုံးချင်လဲဆိုတော့ကျွန်တော်တို့ဒီ object တွေကျွန်တော်တို့စေးအောင်ရှယ်ရှင်တဲ့အချိန်တွေဒါမှမဟုတ် material တွေကတ်တဲ့အချိန်မှာကျွန်တော်ဒါလေးနဲ့သုံးလိုက်ရတယ် loss တော့ပေါ့နော် okay ကျွန်တော် B ကိုယူလိုက်မယ်ဆိုရင်ဒီဘက်မှာလည်းရှိရနော်ဒီဘက်မှာ material ဆိုတဲ့နေရာမှာရှိတယ် okay ကျွန်တော် B ကိုယူလိုက်မယ် material ဆိုတော့ပေါ်လာကျွန်တော်တို့အယောင်လေးတွေဘယ်အယောင်လေးတွေရှယ်ရှင်လဲအပြာရောင်ဆိုရင်အပြာရောင်ယူပြီးတော့ကျွန်တော်ရှယ်လို့ရမယ်ဟောဆိုလဲဟောဒီဆိုလဲဒီနော်โอเคမှာပိန်ပြီးတီးပြီးဆိုတော့ပိန်ပြီးထဲမှာကျွန်တော် material ထဲမှာဒီဘက်မှာကျွန်တော် lotion နဲ့ 3D printing တွေ alphabet concrete ပုံစံရန်တားရှာတဲ့ချိန်ဆိုကျွန်တော်မြင်ရမယ်ဒါလေးကိုအနိကဆွဲခြင်းဆို concrete လောင်းထားတဲ့အသားလေးပေါ့နော်ဒီပုံစံလေးကျွန်တော်မြင်ရမယ်ဒါလေးရှိမယ်ပြီးအုပ်စီထားတဲ့ပုံစံလေးတွေဒါလေးရှိမယ်နော်โอเคအုပ်စီရအားလေးရှိမယ်ဒါလေးတွေကတော့ကြွေပြလေးပေါ့ဒါလေးတွေကကာလာဒါ glass and mirror ဒါမန်နေကိုကျွန်တော်ထည့်လို့ရမယ်နောက်တစ်ခုက landscape Francine and vegetation ဒါတော့ဟိုရှာစီရိုးတွေအပြင်မြက်ခင်းပုံစံတွေပေါ့နော်မြက်ခင်းပုံစံတော့ပြီးရင်အလားကြောက်တွေအဲ့လိုတွေကျွန်တော်လုပ်တဲ့အချိန်မှာတောင်းမယ်နော် okay ဆိုတော့ဘာကြောင့်လဲဆိုရင်မတဲဆိုတာတန်နေပြောတာပတ်တန်ရှိမယ်မတဲရှိမယ်ပြီး roofing ဒါတော့ခေါင်းမိုးပိုင်းတွေမှာကျွန်တော်သုံးရမယ်နော်ပြီး stone တွေချောက်ခဲတွေရှိမယ်ပြီးဒါလည်းကတော့ကျွေးဘယ်လိုပြောမလဲချက်ဒါလုပ်တဲ့အချိန်မှာကျွန်တော်သုံးတယ်ရေလေးတွေရှိမယ်ပြီးဒါအစုံမဲ့ပေါ့ဗျာဒါကိုတက်တာပုံစံလေးရှိမယ်နော် window covering ဒါတော့ခံစီရပေါ့ဗျာလောပုံစံ okay ဆိုတော့ကျွန်တော်နောက်ထပ်ဘယ်ဟာရှိအောင်လဲဆိုတော့ open letter တော့ကျွန်တော် episode 1မှာတော့ကျွန်တော်ပြောခဲ့တယ် score လေးကိုဖိပြီးတော့ကျွန်တော်ဒီလိုလေးလိုက်မယ်နောက်ဆိုရွှေလဲလို့ရနော် okay နောက်က hand ဆိုတာကျွန်တော် episode 1မှာလည်းကျွန်တော်ပြောခဲ့တယ် shortcut ပေါ်ဟာ H ကိုနှိပ်လိုက်ရင်ကျွန်တော်hand လို့ရတယ်ပြီး regulate လေးကိုဖိပြီးတော့ဆွဲလို့ရမယ်နောက်တစ်ခုကတိတ်မချဆိုတာပေဘူးပေါ့နော်ပေဘူးကိုကျွန်တော်တို့ဘယ်လိုတုံးလဲဆိုရင်ကွန်ပျူတာပေါ်ရှိတဲ့ keyboard ပေါ်ရှိတဲ့ shortcut လေးက D ဖြစ်တယ် D ကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်ဒီလိုလေးပေါ်လာမယ်ကျွန်တော်ဘယ်အနားနေစတိုင်းရှင်းလဲ okay ဒါပေါ့နော်ကျွန်တော်ဒီကနေတိုင်းတယ်ဒီရောက်တော့တဲ့အချိန်မှာ22ပေရှင်းလာမှအဆုံးတော့ပြပြီပေါ့နော်ရပေါ်နေတိုင်းတယ်ဆိုရင်လည်းဒီကနေကလေးတစ်ချက်ထောက်ပြန်ကိုလိုချင်တဲ့နေရာရောက်ရက်လိုက်တစ်ချက်ပြရှင်းလာမှဆိုတော့သူတို့ပြပေးတယ် okay ပြီးတော့တိတ်မဆောင်ပဲနေမှာတုံးရတည်လဲဆိုကျွန်တော်ဒီအော်နေဒီပေါ့ဆွဲလာခဲ့ဆိုတော့လည်းကျွန်တော်တို့ဟိုမှာဒီအနားနေကျွန်တော်10ပြီလောက်ခွာရှင်းတယ်အဲ့လိုဆိုရင်ကျွန်တော်10ပြီဆိုပြီးတော့ရိုက်ထည့်အောင်သူ dimension လေးကဒီမှာပုံမယ်နော် okay 10ပြီ enter
ဆက်ပြီးနော်ဆိုတော့နောက်တစ်ခုကဘာလဲဆိုရင်စက်ကဲလို့တောင်းရတာရှင်းတယ်socket ပေါ် C လေးကိုနှိပ်socket ပေါ် C လေးကိုနှိပ်ပြီးတော့ကျွန်တော်လိုချင်တဲ့ radius ဒီမှာ radius လေးပေါ့နော် radius လေးကိုကျွန်တော်10 လမလိုချင်တယ်ဆိုရင်30အန်တာဆိုတော့ကျွန်တော်ရလဲ radius 10 လမရှိတဲ့စမလေးကျွန်တော်ရနော်အဲ့တော့ကျွန်တော် push pull လေးနဲ့ကျွန်တော်တူလေးတွေဆွဲတင်လို့ရမယ်ကြိုက်လို့ simple လို့လေးဆိုလို့ရမယ်နော် okay နောက်တစ်ခုကဘာလို့ဆိုတော့ lasso ကတော့ကျွန်တော်တိတ်မသုံးဖြစ်ဘူးအားလုံးနဲ့တိကျမယ်တဲ့အဲ့လိုတန်းဆော်ရတဲ့ပုံလေးပါနော် okay lasso ပြီးတော့ကိုက simple material ဒါလည်းကျွန်တော်တိတ်သုံးဖြစ်ဘူးစက်က 2.s ကိုဘယ်လိုသုံးလဲဆိုတော့ကျွန်တော်ဆက်နေလို့နော်သူရဲ့ shortcut လေးက A လေးတစ်ချက်နေတယ်ပြီးရင်ဒီမှာကျွန်တော်တစ်ချက်ထောက်တယ်ဥပမာဒီအလုပ်ပြန်မှာတက်ကြဆွဲလိုက်တဲ့ဆိုင်ဒီအတုံးလေးပေါ့ဆိုပြမှာပေါ့မတစ်ချက်နေတယ်ဒီတောင်းလေးမှာတစ်ချက်နေတယ်ဒီတောင်းလေးမှာတစ်ချက်နေတယ်โอเคပြီးရင်ဒီအောက်မှာကျွန်တော်လိုချင်တဲ့အတိုင်းသားဟိုမှာ3 ပေဆိုလဲ3 ပေအန်တာရိုက်ထည့်လိုက်22 radius 3 ပေရှိတဲ့အားလေးဆွဲပေးနော်โอเคဒါလေးမှာကျွန်တော် push pull လေးနဲ့ဆွဲတင်ဆွဲထုတ်လိုက်လို့ရမယ်နော်ဒါတော့ 2.s okay နောက်တစ်ခု s ဒီ s လေးဘယ်လိုသုံးလဲဆိုတော့ကျွန်တော်စဝိုင်းကလေးနဲ့ကျွန်တော်ဆွဲလိုက်တယ်ပြီးရင်ကိုလိုချင်တဲ့ degree ဘယ်လောက်မှဆွဲချင်လဲဥပမာကျွန်တော်90ဆိုရင်90 degree ဆွဲချင်တယ်ဆိုရင်90အန်တာ90 degree ကိုတည်ယူလို့လာယူပြီးတယ်ဒီလိုခုံးလေးဒီလို white လေးပေါ့နော် white လေးရလာမယ် okay နောက်တစ်ခုကပါလဲဆိုတော့ polygon ကလည်းဒီတိုင်းပဲဆွဲလို့ရမယ်ကိုလိုချင်တဲ့ radius ထည့်ပြီးတော့ second နဲ့တော့တိတ်ချပါတော့ second နဲ့တိတ်ချကိုလိုချင်တဲ့ radius ဥပမာ3 ပေဆိုလဲ3 ပေအန်တာတော့ဆွဲလို့ရမယ် okay အဲဆိုတော့ဒီလေးပါလေတင်ချင်တဲ့တင်ရမယ်နောက်တစ်ခုပိုင်းကျွန်တော်ဆွဲကြည့်အောင်နော်ဒီဘက်ကိုကျွန်တော်3 ပေအန်တာပြီးရင်ကျွန်တော်ဒီဘက်ကို180ပေါ့နော်180အန်တာဆိုရင်ကျွန်တော်ပိုင်းရနော် okay နောက်တစ်ခုက freehand ဆိုတာလည်းလာဆိုနေတဲ့ကွာကိုချက်တယ်လို့လုပ်နေဆွဲလို့ရမယ်နော်ပြီးရင်သူဆက်တဲ့နေရာမှာသူ face လေးပေါ်လာပါတော့ okay နောက်တစ်ခုက rotate the end ဒီကောင်လေးဟိုတော့ကျွန်တော်ပြောပြတော့เนาะနောက်တစ်ခုက 3D text မှာကျွန်တော်ဒီမှာ position နဲ့စာလေးပေါ့နော်ဥပမာ A B B R up okay အဲ့ဒါကိုကျွန်တော်ချားလိုက်ကျွန်တော်လာကြည့်လို့လေပေါ့နော်တော့ sign ရဲ့ sign board တွေပါတယ်အဲ့လိုဆွဲတဲ့အချိန်မှာကျွန်တော်သုံးလို့ရမယ်နော် okay နောက်တစ်ခုက offset tool ကဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဒီမှာတန်ခဲတစ်ခုဆွဲလိုက်တယ်ပေါ့နော်တန်ခဲတစ်ခုဆွဲလိုက်တယ်ကျွန်တော်ဒီ face လေးကိုဆက်လက်ပေးထားတယ် okay ကျွန်တော်တို့ offset tool ယူလိုက်တယ်ဆိုတော့ဒီကနေအတွင်းဘက်ကိုဆွဲချင်လားဒါမှမဟုတ်အပြင်ဘက်ကိုဆွဲထုတ်ချင်လားဘယ်လိုရှင်တဲ့အတိုင်းတာကို dimension လေးပေးပြီးတော့ကျွန်တော်ဆွဲထုတ်လို့ရမယ်ဆွဲထည့်လို့ရမယ်လို့လုပ်တဲ့ရှင်ကကျွန်တော်တုံးတယ်ပေါ့နော်ဥပမာဆိုရင်ပေအန်တာအဲ့ဒါတော့ရမှာပေါ့နော်ဒါနဲ့သူစက်ကဲကိုတန်ကဲကိုတရှိတ်နေကြမလို့ပဲကျွန်တော်တို့ offset tool လေးပဲတစ်ခါလေးယူပြီးတော့ကျွန်တော်ဆွဲထည့်လို့ရမယ်နော် okay နောက်တစ်ခုကဘာလဲဆိုတော့ follow me ကျွန်တော်ဘယ်လိုနေရာမှာတုံးလဲဆိုဟိုမှာကျွန်တော်တခုဆက်ပြမယ်နော်
follow me ကကျွန်တော်တို့ကလပ်တိုင်အော်တိုင်းတိုင်ကလပ်တွေတုံးနေရှိမှာဆွဲလို့ရမှာနော်လက်ထပ်ပြီးဆွဲလိုက်မှာပေါ့နော်အကြမ်းမဲ့ဆွဲပြတော့နော်ဒီစိုက်တော့ကျွန်တော်ဆွဲပြတော့ okay အဲ့ဒါကိုကျွန်တော်တို့ line ကြောင်းလေးနဲ့ဒီဘောက်ဆွဲမယ်ဒီကိုဆွဲမယ်ဒီလိုပေါ့နော် okay ပြီးကြောင်းဒီလာတယ်ပြီးတော့ပြန် okay ပြီးတော့ဒီ rectangle လေးကို select ပေးမယ်ပြီးရင်ကျွန်တော်လိုချင်တဲ့ color ကဒီလိုပုံစံလေးဒီလိုပုံစံ color လေးဒီဘက်မှာအပြည့်ကျွန်တော်လိုချင်တယ်ဆိုတော့ကျွန်တော် for အဲ့လိုတစ်ဖက်ရှင်စီတာဆွဲနေစရာမလိုဘဲနဲ့ကျွန်တော် follow me လေးကိုတုံးပြီးတော့ဒီကောင်တစ်ချက်ကလေးတောက်တယ် okay ဒါဆိုရင်သူနောက်ဒီခုနကကျွန်တော်ဆွဲထားတဲ့တကယ်လိုက်လာတယ်ဆိုတော့အဲ့လိုပုံစံပဲနော်ဒါမှမဟုတ် okay ဆိုတော့ဒီနေ့ကျွန်တော်ပြောခဲ့တာတွေဟာဒီ follow me တိကျွန်တော်ပြောခဲ့မယ်နော်နောက်နေ့ပိုင်း3မှာကျွန်တော်ဒီအော်ရှိတဲ့ဟာလေးကျွန်တော်အကုန် session ပဲပြီးရင်ကျွန်တော်တို့ furniture tool လေးတွေတချို့ထိုင်ခုံလေးတွေပြင်ထိုင်ခုံလေးတွေပြင်စပွဲစာကြည့်စပွဲခုံလေးတွေဆိုတော့ဒီလက်တွေ့တူဆန်ဆွဲကြည့်အောင်နော် okay ဒီနေ့ကျွန်တော်ပြောခဲ့လဲဆိုတော့ scale ကကျွန်တော်ဒီကောင်လေးကိုကျွန်တော်လွတ်တယ်ကျွန်တော် scale ရှုံးချက်ရှင်နဲ့ရှင်းတယ်တုံးရှင်းတယ်နော်ဒါကတော့ကျွန်တော်ဈေးရောက်နေရှယ်လို့ရမယ်ဒါတော့ orbit လိုက်တာ orbit ဒီကောင်လေးကတော့ head view ရှင်းနေရှင်းမှာတုံးတယ်တိတ်မချလေးကိုပြီးဖို့ပေါ့နော်စပီလို့တုံးရမယ်တိတ်မချလေး okay နောက်ကစက်ကဒါလေးတွေတော့ကျွန်တော်အကုန်ဆက်ပြီးမရှင်းပြတော့ဘူးနော်နောက်က option နဲ့ follow me လို့ကျွန်တော်